ကဲဆိုတော့အားလုံးပဲမင်္ဂလာပါ Spiny Gaming MLB Channel ကနေဘယ်တော့အားလုံး Channel ကြိုလိုလိုက်ပါတယ်ဗျကျွန်တော် Spiny ဖြစ်ပါတယ်ဒီနေ့ video လေးမှာကတော့ကျွန်တော်ဒီအသစ်ထွက်ရှိလာမယ့် Level 11 E ရဲ့အကြောင်းနဲ့ဒီ Main Set တိုင်း Elite Skin ကဘယ်လိုဝယ်ရမလဲဘယ်လိုပုံစံနဲ့ဝယ်ယူနိုင်မလဲဆိုတော့ကျွန်တော်ပြပြပြောမှာဖြစ်ပါတယ်ဒါတော့နေ Mobile Legends Content တေးကြောင်းလေးသဘောကျရဆိုရင်တော့ကျွန်တော်ရဲ့ Channel Like and Subscribe ပြုလုပ်ခဲ့အားလုံးတောင်းဆိုပြစေကဲဒါဆိုရင် video လေးကိုစလိုက်ရအောင်ကဲဆိုတော့ဒီပထမဆုံး event တစ်ခုအနေနဲ့ကတော့ဒီ Level 11 event ဖြစ်ကြရဲဒီလီလာရဲ့ Level 11 skin နဲ့ဒီမှာဆိုရင်တားမဲ့ Level 11 skin တို့ဘာသာလို့နေမြင်ရမှာဖြစ်ပါတယ်ဆိုတော့ဒီ skin နဲ့ပုံစံ design ကိုလေကျွန်တော်ရဲ့ channel မှာဒီ skin effect တွေအကုန်လုံးတင်ပေးထားရပါတော့ဆိုတော့တော်တော်လေးကိုစားရ skin တွေပြောလို့ရရပါတော့ကျွန်တော်တော်တော်လေးကိုသဘောကျမိပါတယ်နောက်ပြီးဒီ skin ကနေနေရ skin မဟုတ်ပါဘူးဒီအရင်ထွက်ထားတဲ့ Level 11 skin တွေလုံးဝမတူတာကြီးကိုကိုယ်ပြနေတော့ဘယ်လောက်နေတွေ့ရမှာဖြစ်ပါတယ်ကဲဒါဆိုရင်တော့ price pool ကိုကျွန်တော်ဆက်ပြီးတော့တွက်ကြည့်လိုက်အောင်ဆိုတော့ price pool ထဲမှာဆိုရင်တော့ဒီ Nolan skin ရဲ့နေရာမှာပေါ့နော်ဒီလီလာရဲ့ development skin နဲ့တားမဲ့ development skin ကိုစားထုတ်ရမှာဖြစ်ပါတယ်ဒီမှာဆိုရင် development skin တွေအများကြီးပါတော့ဘယ်လောက်နေမြင်တွေ့ရမှာဖြစ်ပါတယ်ခေဒီမှာအရင် development skin တွေပေါ့နော်နောက်ထပ်ကိုဆက်ပြီးတော့ကြည့်လိုက်အောင်ဆိုတော့ဒီမှာ corridor တွေနဲ့ဒီမှာရှိမယ်ကျွန်တော်ဒီမှာအကြိုက်ဆုံး corridor ပြောရရင်ရိုင်း corridor ပေါ့နော်မောင်ချောင်းလက်ကြီးပေါက်တွေတော်တော်လေးကိုစုံနေနော်လက်ကြီးပေါက်တွေနဲ့အဲဆိုဒါတော့တန်းတော့လှည့်တိုင်းမှာဒါပေးနိုင်တော့တယ်နော်တန်းတော့လှည့်ရမှာဒီ epic တို့မှာ epic တက်ကောင်းနိုင်ဘူးပိုပြီးပေးနိုင်တယ်အဲဒီမှာ epic တွေအများကြီးပါပါတယ်တော်တော်လေးဒါဂုံးစင်းလို့ကောင်းမဲ့ event တစ်ခုလို့ပြောလို့ရပါတော့ကဲဒါဆိုရင်တော့ကျွန်တော် item တွေသွားပြီးကြည့်လိုက်အောင်ဒီ item တွေထဲမှာဆိုရင်တော့ဒီ coin လားမသိဟုတ်တယ်နော် crystal coin ပါမယ်ပြီးလို့ရှိရင် emoji တွေပါမယ်ပြီးရင်ဒီ sibling လေးပါမယ်ပေါ့နော်ပြီးတော့ဒီပန်းအောင်ကောင်းလေးပါမှာဖြစ်ပါတယ်ဆိုတော့ဒီ crystal က50ဆိုတော့ဒီကျွန်တော် skin ရဖို့တော်တော်လေးကိုနီးခဲ့တယ်ပေါ့နော်ကဲဒါဆိုရင်တော့ကျွန်တော် short လေးကိုဆက်ပြီးတော့ကြည့်လိုက်အောင် short ထဲမှာဆိုလို့ရှိရင်တော့ကျွန်တော်ဒီလေးလာရဲ့development skin နဲ့ဒီတားမဲ့ development skin ကိုမြင်ရအောင်ဖြစ်ပါတယ်ပြီးလို့ရှိရင်တခြား development skin တွေနဲ့ lucky box တွေကိုထပ်ပြီးမြင်ရအောင်ဖြစ်ပါတယ်။မောင် lucky box တွေရောကျွန်တော်800နဲ့လဲရမယ်။ sorry မဆိုတော့ကျွန်တော်ဒီ lucky box တွေကို600နဲ့လဲရမှာဖြစ်ပြီးတော့ဒီ development skin တွေရော800နဲ့လဲရမှာဖြစ်ပါတယ်။ဆိုတော့ epic တွေကိုကျွန်တော်မှ400နဲ့လဲရမှာပေါ့နော်။ဆိုတော့တော်တော်ဂုံးစင်းတော့ကောင်းမဲ့ event တစ်ခုလို့လည်းပြောလို့ရပါတော့။ဒီမှာဆိုရင်ကျွန်တော် giveaway တွေရှိမှာပေါ့နော်။ giveaway တွေရှိမယ်။ဒီ event လာလို့ရှိရင်တော့ကျွန်တော်ဒီ event နဲ့ကျွန်တော်ဒီ skin giveaway တစ်ကောင်လောက်ကိုလုပ်ပေးမယ်ပေါ့နော်။ okay ဒီမှာဆိုရင်တော့ဒါကျွန်တော်ဒီလှည့်လိုက်တိုင်းမှာ coin ဘလိုသဘောပေါ့နော်လှည့်တိုင်းမှာအချိန်နှုန်းသဘောမျိုးကိုပြောလို့ရပါတော့အဲအချိန်နှုန်းသဘောမျိုးနဲ့ကျွန်တော်ဒီမှာဆိုရင်200 400 500 950နဲ့1000တို့အထိရှိပါတယ်ဒါ1000ကတော့ဒါ skin ကောင်းစားရေပေါ့နော်တော်လေးကိုလည်းမှန်ပါတယ်ဒီ950မှာဆိုရင်တော့စတန် skin တွေပါမယ်ပေါ့နော်ဒီ900မှာဆိုရင်တော့ ebit တွေပါမယ်ကဲဒါဆိုရင်တော့ကျွန်တော်ဒီနောက်ထပ်တစ်ခုဖြစ်တဲ့ main set ရဲ့ elite skin အကြောင်းကိုဆက်ပြီးတော့ကြည့်လိုက်အောင် okay ဆိုတော့ဒီ main set ရဲ့ skin ကိုကျွန်တော်ပြပြထားတဲ့ပုံစံမျိုးလေးဖြစ်ပါတယ်အဲဒီမှာဆိုရင် 90% off ဒီ discount ရရမှာနော်ဆိုတော့ဒီ60နဲ့ဝယ်ရမှာဖြစ်ပါတယ်အဲဆိုတော့မစိုးပါဘူးတော်တော်လေးလှပါတယ်ကဲဆိုတော့ကျွန်တော်ဝယ်လိုက်ပါအောင်နော်ဟောဒီမှာကျန်တော့မပြီးရတော့လေးရဆိုတော့ဒီနေ့ဒီ skin effect တွေကြည့်နေကျွန်တော်ဒီ Spiny Gaming မှာတိုက်ပြီးတော့ကြည့်နိုင်တယ်။ဒီ skin ရဲ့ skin ဆိုတော့တော်တော်ကြီးလှနေကြတယ်နော်။ဒီဆိုဒီဗီဒီယိုကဒီလောက်ပါပဲ။နောက်နေ့ဒီဗီဒီယိုအကျိုးရှိတဲ့ပုံမှာ live လေးနဲ့နှိုးထုတ်ပြီးအားလုံးတောက်ထုတ်ကြပါမယ်။နောက်ပြီးတော့ဒီ Spiny Gaming channel ကိုဆက်ရအောင်လို့ဒါမှမဟုတ် live လေးလုပ်ဆောင်နေပါတယ်။နောက်ပြီးတော့ဒီ channel မှာပတ်စင်ကြည့်လို့ရှိနေတယ်အားလုံးလည်းတောက်ပြီးတော့ချမ်းသာပြီးပါ။ကျွန်တော်ဒီဗီဒီယိုမှာဒီ Seek not the Night Palace, for its secrets are too great for you to bear.